Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့စကားလက်ဆောင်နဲ့ပါချင်တာပေါ့နော်စကားလက်ဆောင်ဆိုတော့ software developer လောကကိုစာဝင်မဲ့သူတွေအတွက်စကားလက်ဆောင်ဆိုရင်ပုံမှန်ပါလိမ့်မယ်software developer တယောက်ဖြစ်အောင်မြင်စွာရပ်တည်နိုင်ဖို့ကျွန်တော်အတွေ့အကြုံတွေနည်းနည်းမျှဝေချင်ပါတယ်တစုံတစ်ခုအောင်မြင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးစိတ်ဆန္ဒကနေစရပါတယ်ဖြစ်ခြင်းနဲ့စိတ်ဆန္ဒပေါ့နော်နောက်မဆိုးဘူးဖြစ်ရမယ်လို့ယုံကြည်မယ်သူများတွေတောင်ရောက်သေးတာပဲဒီနေ့ငါလည်းရောက်သွားရမယ်ဆိုတဲ့စိတ်ဆန္ဒမျိုးကျွန်တော်ဆိုနောက်ဆုတ်လို့မရတဲ့အခြေအနေကနေရှေ့ဆက်ခဲ့တာပေါ့နော်ဒါမှအောင်မြင်လို့မရဘူးဆိုပြီးငါရှေ့ပဲတိုးရမယ်နောက်ဆုတ်လို့မရဘူးဆိုပြီးရှေ့ပဲတိုးခဲ့တာပေါ့ကျွန်တော်နေကနေရန်ကုန်ကိုတက်လာတော့ ID နယ်ပယ်မှာကိုလက်တွဲခေါ်မဲ့သူတယောက်မှမရှိဘူးကိုလန်းကိုပေါက်ရတဲ့အဖြစ်မျိုးနဲ့ကြုံရတယ်ဒါမျိုးအတော်များများကြုံမှုကြမှာပါအဲ့ဒီလိုကြုံမှုတူတိုင်းဟာသူများတက်ပို့ပြီးတော့ကြိုးစားရပါမယ်ဗျအဲ့ဒီတော့ဖြစ်ချင်အောင်မြင်ခြင်းနဲ့စိတ်အလွန်ရေးကြီးတယ်သတိပြုစရာလေးတစ်ခုကဒီနေရာမှာပေါ့နော်သတိပြုစရာလေးတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ကဖြစ်ချင်တဲ့စိတ်ရှိပေမဲ့လည်းအဲ့ဒီဖြစ်ချင်တဲ့စိတ်ဟာအဆုံးမရောက်ဖို့လိုတယ်အဆုံးမရောက်ဘူးဆိုတာဘာလဲဆိုတော့ဖြစ်ချင်တဲ့ဆန္ဒလောကြည့်နေတာကိုပြောတာဗျသူများတွေကဖြစ်နေပြီငါကဘာလို့မဖြစ်သေးတာလဲအဲ့ဒီလိုမဖြစ်ရဘူးပေါ့နော်ဆန္ဒလောမကြည့်ပဲဖြည်းဖြည်းနဲ့မှန်မှန်သွားနေရမယ်ကြိုးစားနေရမယ်နောက်တစ်ဆင့်ကအောင်မြင်ခြင်းနဲ့ဆန္ဒရှိသွားပြီဆိုရင်ဝိရိယကသူ့လိုနောက်ကနေလိုက်လာပြီကျွန်တော်တကယ်ကြီးတယောက်ဆိုရင် developer ဖြစ်ခြင်းလို့သူစောနေကြ gain တွေဖြတ်ပလိုက်တယ် gain လုံးဝစောဘူးနောက်ဆုံးသူရေးစားတော့သူဖြတ်ပလိုက်တယ်ဗျကိုယ်ပဲထိုင်လေးလာပြီးတော့ကိုယ်ပဲထိုင်ရေးနေတယ်ထိုင်လေးတစ်ချိန်လုံးဒါပဲထိုင်လုံးနေတယ်အခုတော့သူလုပ်ခဲ့တဲ့အကျိုးကျေးဇူးတွေဘာဖြစ်လဲဆိုရင်အခုသူအဆင်ပြေနေပေါ့နော်ကျွန်တော်လည်း gain တွေ social media တွေဖြစ်ခဲ့ရတယ်စူးစမ်းနေတဲ့အချိန်မှာ programming ဘက်ကိုပဲအချိန်အများကြီးပေးဖြစ်တယ်ပေါ့သင်တန်းတွေတက်တဲ့စနေတနင်္ဂနွေကျန်တဲ့9ရက်မှာအလုပ်အားတာနဲ့သင်တန်းပေးတဲ့စာတွေလုပ်တယ်ပြန်လေ့လာတယ်ကိုယ်ကအပြင်မှာလေ့လာတဲ့စာကိုဖတ်တယ်ပြင်မှာစာတွေပြန်လေ့လာတယ်နောက် Bloody project တွေရေးတယ်ပြင်းတဲ့စိတ်နည်းနည်းမှမဖြစ်ဘူးဘာကြောင့်ဆိုဖြစ်ချင်တဲ့ဆန္ဒဝိရိယတွေကသူအားကောင်းနေတာပြင်းလာတဲ့ဝိရိယဆိုတကယ်စံချိန်ပဲတရားတွေပေါ့ဗျာပြီးတော့ကျွန်တော်သင်တန်းဆရာပြောတဲ့အတိုင်းလိုက်လုပ်တယ်လို့ရှောင်းရင် portfolio ရှိရမယ် project တွေပြရနိုင်ရမယ်အဲဒါကြောင့်ကျွန်တော် project တွေလည်းတစ်ခုပြီးတစ်ခုရှာရေးတယ်GitHub တို့လို cloud တွေမှာကျွန်တော်တင်ထားတယ်ပေါ့နော်ရီမချက်ပန်းနယ်ကိုဆွဲမြဲစွာထားပြီးတော့လို့ကျွန်တော်တို့ဝီဒီယစိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့စိတ်အားတကြွလာတယ်ပေါ့ဒီလုတ်ကိုငါလုံနိုင်တယ်ဖြစ်သွားပြီရင်တော့ဒီလုတ်ကိုစံတွားဝါနဲ့ရှောင်းရင်နေစိတ်အားတကြွလာပြီးတော့ငါလုံနိုင်တယ်ဒီလုတ်ကိုအဲ့လိုနည်းနည်းဖြစ်လာတယ်ပေါ့နော်လုံနိုင်ပါမလားဆိုလဲတန်တရားတွေကြောက်စိတ်တွေနဲလာတယ်ပေါ့ကျွန်တော်ရန်ကုန်ရောက်ခါစားတင်တန်းတက်ခါစားရတော့ဆိုကျွန်တော်ဟိုဒီတိတ်မသွားတတ်ဘူးဗျတင်တန်းနဲ့အိမ်နဲ့ပဲသွားတက်လာတတ်တယ်တင်တန်းအတူတက်တဲ့တငယ်ချင်းတွေကခေါ်လို့အပြင်တရက်တော့လဲဘူးတယ်သူတို့စီးတဲ့ဘတ်စကားစီးမယ်နောက်သူတို့စီးဆင်းတယ်မှတ်တိုင်မှာကျွန်တော်ဆင်းရတယ်သူတို့နဲ့လူကွဲသွားလို့ရှိရင်အိမ်ပြန်မရောက်မှာဆိုလို့သူတို့မျက်စိရောကအပြောက်မသွားအောင်ပေါ့နော်ကိုကနောက်ကနေအမိလိုက်ရတယ်ဘာကြောင့်ကျွန်တော်ကဘတ်စကားမစီးတတ်ဘူးမှတ်တိုင်မှာစီးမိမှကြောက်ပြီးတော့ဘတ်စကားစီးတတ်ဘူးလေတခါမှမကြိုးစားခဲ့ဘူးဘယ်ရောက်လို့ပဲပေါမှမသိဘူးနဲ့ကားမစီးမိမှာလို့နောက်ကားစီးမိတော့မှတ်တိုင်မှာဆင်းမိမှာလို့ကျွန်တော်ရမ်းကြောက်တာပေါ့နော်နောက်အလုပ်လုပ်တဲ့အခါကျတော့ကျွန်တော်ဘတ်စကားနဲ့သွားရတယ်အဲ့တော့လည်းကျွန်တော်လုံသွားတော့လည်းကျွန်တော်တီးတဲ့ကျွန်တော်စီးဘူးတဲ့ဘတ်စကားပဲကျွန်တော်စီးတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုနောက်တော့ကျွန်တော်စီးတဲ့ဘတ်စကားနဲ့ကားတွေပါရှားလာတယ်ပေါ့နော်ရှားလာတဲ့အခါကျတော့အချိန်မီကားတွေမရဘူးပေါ့အဲ့တော့တချို့တငယ်ချင်းတွေအကြံပေးတယ်ဒီယုံသွားမယ်ဆိုရင်ဒီဘယ်ကားကိုစီးပေါ့နော်ဘယ်မှတ်တိုင်မှာဆင်းလိုက်ပြီးအဲ့ဒီမှတ်တိုင်ကနေတခြားကားကိုပြန်ဆောင်အဲ့ကားပြန်လာအဲ့နံပါတ်နဲ့ကားကိုပြန်စီးပေါ့နော်အဲ့လို2ဆင့်3ဆင့်စီးဖို့ပေါ့နော်အဲ့ဒါဆိုရင်အဆင်ပြေလိမ့်မယ်လို့ပြောကြတော့ဒါပေမဲ့ကျွန်တော်သူတို့ပြောလို့မစီးရဘူးဗျ
မှတ်တိုင်ကျော်ရမှာကြောက်တယ်ပြီးလို့ရှိရင်ဘာလဲကာဟိုပါပေါ့နော်ခုနပြောလို့အဓိကတော့မှတ်တိုင်ကျော်ဆင်းပြီးမှမှတ်တိုင်ကျော်စီးပြီးမှကြောက်တယ်ပေါ့နော်နောက်တော့ကျွန်တော်စမ်းစီကြည့်မယ်ဆိုပြီးတော့လိုက်စီကြည့်ရပါတော့လိုက်စီကြည့်တဲ့အခါကျွန်တော်ရန်ကုန်ဘတ်စကားနဲ့မှတ်တိုင်လို့ကျွမ်းလာတယ်ပေါ့အဲ့လိုတဖြည်းဖြည်းလိုက်စီနေကျွမ်းလာတယ်အခုဆိုကျွန်တော်ဘယ်သွားတော့ပေါ့နော်ကာချင်ကိုမှသွားလင်းကိုမှသွားဘူတာကြီးပဲသွားတာကျွန်တော်ဘတ်စကားနဲ့ပဲသွားတာတဘောကြတယ်တက်စီစီလို့ရှိရင်တောင်ကနန်းကုန်နဲ့ခရီးဘတ်စကားနဲ့ဆိုရင်သူကရာကနန်းလောက်ပဲကုန်တော့ကျွန်တော်အဲ့တော့ဘတ်စကားရဲ့လိုက်စီနဲ့ကျွန်တော်ရန်ကုန်မြို့ထဲနေမကတော့ဗျာလိုင်းသားရလို့ရွှေပြည်သာတန်လင်းကျုံတယ်လို့ကျွန်တော်ဘတ်စကားနဲ့ပဲသွားတယ်ဘတ်စကားစီရင်ဖြစ်ပါမလားဆိုတော့တန်တရားစိတ်ကြောက်စိတ်ကျွန်တော်နိုင်သွားတယ်ပေါ့နော်ဒီเจ้าတွေပြောနေတော့အကြောင်းရှိတယ်။ဘာကြောင့်ဆိုကျွန်တော်နဲ့တင်တန်းတွေတစ်ခုပြီးတစ်ခုအတူတက်ခဲ့ကြတယ်ကျွန်တော်တငယ်ချင်းအများစုပေါ့ငါလိုသေးတယ်မရတော့သေးဘူးငါစကီးနဲ့ဖြစ်ပါမလားဆိုတော့တန်တရားစိတ်တွေနဲ့သူတို့တွေကလက်တွေ့လုပ်ငန်းခွင်ဝင်ဖို့ကြောက်ကြတယ်ပေါ့နော်လက်တွေ့လုပ်ငန်းခွင်လည်းရောက်မလာကြအောင်လုပ်ငန်းခွင်မဝင်လို့ရှိရင်လုပ်ငန်းတွေ့ကြုံတွေမရနိုင်ဘူးလုပ်ငန်းတွေ့ကြုံမရရင်ကိုယ့်ရဲ့အစွမ်းစားတွေမတိုးတက်ဘူးပေါ့နောက်ကျွန်တော်တည်တယ်မှာလည်းလို့300ချီကုန်ကန်ပြီးတော့ IT diploma တင်တန်းတွေနှစ်ချီတက်တယ်တင်တန်းပြီးတော့လည်းလုပ်ငန်းခွင်ဝင်ဖို့ကြောက်ပြီးတော့ရောက်မလာနိုင်တာတွေရှိရပါတော့ခုနပြောလို့ပဲသူတို့မှတန်တရားစိတ်တွေကြောက်စိတ်တွေရှိတယ်ငါလုပ်ငန်းခွင်နဲ့ရောက်တဲ့အခါကျရင်ဖြစ်ပါမလားအဲ့လိုတွေပေါ့နော်အဲ့လိုတွေဖြစ်တာအဲ့တော့ကျွန်တော်ပြောချင်တာမကြောက်ကြပါနဲ့ပေါ့ကျွန်တော်ဘတ်စကားစီးလို့ပေါ့နော်မှတ်တိုင်မှာစီမီမှာကာမစီမီမှာကြောက်လို့အပြင်သွားတာတော့မှသူများမျက်နှာကြည့်သွားရတယ်ပေါ့နော်အဲ့လိုမဖြစ်အောင်အဲ့ဒါကြောင့်လိုက်ရင်လှုပ်ကြည့်လိုက်ပေါ့လှုပ်ကြည့်ပါတိုးကြည့်ပါအဆင်ပြေသွားမှာပေါ့နော်နောက်ကျွန်တော်အဲ့လိုစိတ်တက်တွက်ကြွလာလို့ရှိရင်ကျွန်တော်ဘာဖြစ်လာလဲဆိုရင်တော့လုံရင်ပေါ့နော်တဖြည်းဖြည်းနဲ့မြင်လာတာပေါ့နော်ပညာရဲ့နဲ့ပတ်သက်ပြီးမြင်လာတယ်ပေါ့ကိုကဘယ်လမ်းကိုလိုက်လို့ရှိရင်တော့ဘာဖြစ်မယ်ဘယ်နည်းပညာတော့ဘလို့အနာဂတ်တည်ရှိတယ်လေးလာတင်တယ်ကိုဒီနည်းပညာကိုလေးလာမယ်ဆိုလို့ရှိရင်တော့ဘလူတွေနဲ့ဘလို့လူတွေနဲ့ဘလို့တိုင်ပင်ဆွေးနွေးတင်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေမြင်လာတာပေါ့နော်ပြီးတော့ကျွန်တော်ကဗျာဒီ software developer လို့ကျွန်တော်သဘောကျတယ်ဘာကြောင့်သဘောကျလဲဆိုရင်ပေါ့အစားဒီလောက်ကဘာလို့လဲ freedom ဖြစ်တယ်ပေါ့နော်တခြားလုပ်တွေပါဒီလုပ်လို့ရင်းနဲ့လည်းတွေ့လုပ်မယ်ဆိုရင်လုံနိုင်လို့ရှိရင်လုပ်လို့ရတယ်အိမ်ကနေပဲเนาะရုံမတက်ပဲနဲ့အိမ်ကနေပဲကွန်ပျူတာနဲ့ internet ရှိရတဲ့လှမ်းပြီးတော့လုပ်လို့ရတဲ့လုပ်မျိုးပေါ့နော်နိုင်ငံခြားလုပ်တွေရောကျွန်တော် remote အနေနဲ့လှမ်းလုပ်လို့ရတယ်အဲ့တော့ကျွန်တော် freedom ဖြစ်တယ်လို့ခံစားတော့ကျွန်တော်ဒီလုပ်ကိုကျွန်တော်သဘောကျတဲ့အထက်မှာပါတယ်အဲ့တော့အလုပ်ကိုကျွန်တော်ပထမသဘောကျပြီးတော့ကျွန်တော်လိုက်လုပ်ကြည့်တာပေါ့နော်လိုက်လုပ်ကြည့်ရင်တော့ကိုဒီလောက်ကကိုတကယ်ဝါနာပါတဲ့အလုပ်မှကျွန်တော်ကိုယ့်ကိုရှာတွေ့တော့ပေါ့တီးသွားတာပေါ့နော်နောက်တစ်ခုကဒီ IT အလုပ်ဆိုတာဗျာဒီ IT software developer programmer အလုပ်ဆိုတာဗျာပြဿနာတွေဖြေရှင်းတဲ့အခါစဉ်းစားပုံတွေပေါ့နော်software မှာ issue ဖြစ်လို့ပြဿနာအရင်မြစ်ကိုကျွန်တော်တို့စဉ်းစားတဲ့အခါပြဿနာရဲ့အခြေခံအရင်ရှားရတာပေါ့ပြီးရင်တော့ဒီပြဿနာကိုငါတို့ကဘယ်လိုဖြေရှင်းချက်ပေးရမလဲဆိုပြီးထပ်တွက်ချက်ရတာပေါ့နော်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့က software စာခဲ့ထဲမှာလည်းအဲ့လိုပြဿနာတွေတစ်ခုဖြစ်လာလို့ရှိရင်သူရဲ့ပြဿနာရင်းမှာရှာရတဲ့အခါကျတော့အပြင်လောကပြဿနာနဲ့ကြုံတဲ့အခါကျရင်ကျွန်တော်တို့စိတ်ထင်နိုင်ပေါ့နော်ကိုထင်လို့လန့်ပြီးတော့ထင်တယ်လို့မျိုးရန်တိုင်ပြီးတော့မဖြေရှင်းဖြစ်တော့ဘူးပေါ့ပြဿနာရဲ့ရင်းမြစ်ကိုအရင်ရှာတတ်လာတယ်ပြီးလို့ရှိရင်ဖြေရှင်းတယ်plan A plan B လေးလည်းထားတတ်လိုက်ပေါ့နော်ဒီပြဿနာတလို့ဖြစ်လာလို့ရှိရင်ငါတို့ကဘယ်လိုဖြေရှင်းနိုင်မလဲအဲ့လိုမျိုးပေါ့နော် plan A plan B ပဲထားတတ်လာပေါ့နော်အဲ့တော့ကျွန်တော်တိုက်တွန်းချင်တာကိုကဒီပညာကိုယ်တိုင်လည်းဝါသနာပါတယ်ဖြစ်လဲဖြစ်ချင်တယ်ဆိုလို့ရှိရင်ရအောင်လာပါကြိုးစားပါလို့ကျွန်တော်တိုက်တွန်းချင်တာပေါ့နော်အဲ့လိုမှလည်းကျွန်တော်တို့ကခုနပြောလို့ပေါ့ကိုယ်တိုင်လည်းဖြစ်ချင်တဲ့စိတ်နဲ့ကြိုးစားပြီးရအောင်လာမှာပဲကိုကပါလဲရောက်မှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကခုနလိုတန်တရားစိတ်တွေဒီလောကလိုခြေလမ်းတော့စတင်ခဲ့ပြီးစောင့်ဝင်လာပြီးမှခုနပြောလို့တန်တရားတွေကြောက်စိတ်တွေနဲ့ဆက်မလို့ရေတော့တာတို့လုပ်ငန်းကိုတော့ရောက်မလာနိုင်တော့တာဆိုရှင်ကျွန်တော်တို့ကရှေ့ကိုမောင်းမြင်နိုင်တော့ပေါ့နော်အားကြောင့်ကျွန်တော်ကတကယ်ကိုယ်လက်ဝါနာပါတယ်ဆိုရင်ဖြစ်မြောက်အောင်ကြိုးစားကြပါ
ကြိုးစားနိုင်တဲ့နည်းလမ်းတွေလည်းအများကြီးရှိပါတယ်လို့ပြောချင်တာပေါ့နော်ကျွန်တော်အောင်နိုင်ဖြိုးပါကျွန်တော်မျှဝေချင်တာဒီလောက်ပါပဲဗျအားလုံးပဲအဆင်ပြေကြပါစေ